online ပေါ်ကနေဈေးရောက်နေတဲ့ online shopping သမားတွေနဲ့ဓာတ်ပုံလန်းလန်းလေးတွေပြင်ကျင်တဲ့သူတွေအတွက်ဖုန်းထဲမှာမရှိမဖြစ်စောင့်ထားရမယ်အလန်းစား application တစ်ခုဒါကတော့ Photoroom ဒီ application တွေကိုဝင်လိုက်ပြီဆိုတာနဲ့အခုလိုမျိုး select a photo ဆိုပြီးတော့ပုံလေးပေါ်လာမှာဖြစ်ပါတယ်ဒါလေးကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့ဓာတ်ပုံဒါမှမဟုတ်ရင်ပစ္စည်းကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေမွေးပလင်းလေးနဲ့စမ်းပြထားတာဖြစ်ပါတယ်ရေမွေးပလင်းလေးကိုရွေးလိုက်ပြီဆိုတာနဲ့ background ကို AI ကနေ auto ဖြောက်ပေးသွားမှာဖြစ်ပါတယ်ပြီးရင်တော့ဒီရေမွေးပလင်းနဲ့လိုက်ဖက်မဲ့ background ကို AI ကသူကိုယ်တိုင်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်သူရွေးချယ်ပေးထားတဲ့ background တွေကိုမကြိုက်ဘူးဆိုရင်ကျွန်တော်လိုမျိုးကိုယ်စိတ်ကြိုက် background ကိုအောက်မှာ print ရိုက်ထည့်ပြီးတော့လုပ်ခိုင်းလို့ရပါတယ်ကျွန်တော်ကတော့ဒီရင်မွေးပလင်းနဲ့လိုက်ဖက်မဲ့ထင်တဲ့လက်ဆက်တဲ့အသီး background ပုံစံလေးကိုလိုချင်တဲ့အတွက်အခုလိုမျိုးရိုက်ထည့်လိုက်ပါတယ်ဒါဆိုရင်တော့သူကကျွန်တော်ခိုင်းထားတဲ့အတိုင်း background လေးကိုချိန်ပေးမှာဖြစ်ပါတယ်ဒီ background ကိုလည်းကိုကမကြိုက်သေးဘူးဆိုရင်ကိုစိတ်ကြိုက်ထပ်မံပြင်နိုင်ပါတယ်ကိုရဲ့စိတ်ကူး idea ပေါ်မူတည်ပြီးတော့ပုံအလန်းစားတွေအများကြီးထုတ်လို့ရပါတယ်background ပြောင်းမယ်လားဆိုရင်တော့မဟုတ်သေးပါဘူးဒီ application ထဲမှာဒီပုံကို adjustment လုပ်မယ် color တွေအကုန်လုံးပြန်ပြင်လို့ရပါတယ်ပြီးရင်စာရေးတာတွေပါတစ်ခါတည်းလုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ view ရှည်သွားမှာဆိုတဲ့အတွက် background ဖြောက်ပြတာနဲ့ background ချင်းပြတာကိုပဲစိုက်ပြထားတာဖြစ်ပါတယ်တဲ့အနေနဲ့ဒီ application ကိုအသုံးပြုပြီးတော့ဓာတ်ပုံတွေကိုစိတ်ကြိုက်ပြင်နိုင်ပါတယ်အခုလိုမျိုးနေ့စဉ်ဘဝမှာအသုံးဝင်မဲ့ application နဲ့ website တွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်